မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့သမင်းစားမိန်တင်မဲ့ရွှေမြန်မာတို့ရဲ့အကြိုက်ငပိကြော်နီလေးကိုမျှဝေပေးသွားမှာဖြစ်လို့အိမ်မှာကိုယ်တိုင်ကြော်စားလို့ရအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာငပိကြော်ဖို့အတွက်တော့ပထမဦးဆုံးအနေနဲ့ငပိငရုတ်သီးအစိမ်းမုံနဲ့ပစွန်6ကိုရေစိမ်ပြီးတော့ထောင်းပေးထားရပါမယ်ခင်ဗျာချက်သွန်ဒီကိုလည်းအခုလိုမျိုးကျွန်တော်ကတော့များများလေးလီးပြီးတော့သုံးပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့စကြော်လို့ရပါပြီခင်ဗျာထဲအိုးတဲ့ကိုအရင်ဆုံးစီထည့်ပေးလိုက်ပါမယ်ခင်ဗျာစီပူလာပြီဆိုရင်တော့ခုနကလီးထားတဲ့ကြက်သွန်ကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာကြက်သွန်လေးတွေအနည်းငယ်နွမ်းလာပြီဆိုရင်တော့ဆွနွေးမုတ်ကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာကြက်သွန်လေးတွေကအခုလိုမျိုးရွှေဝါရောင်တန်းလာပြီဆိုရင်တော့ငပိလေးကိုထည့်ပေးပြီးတော့ငပိလေးတွေခြေသွားတဲ့အထီစွန်းလေးနဲ့ထိုးပြီးတော့မွေပေးရပါမယ်ခင်ဗျာငပိလေးတွေခြေသွားပြီဆိုရင်တော့အရသာအတွက်အချုံမုတ်ကိုအနည်းငယ်ထည့်ပေးလိုက်ပါမယ်ခင်ဗျာအချုံမုတ်မကြိုက်တဲ့သူများအနေနဲ့မထည့်လို့ရှိရင်လည်းရပါတယ်ခင်ဗျာအခုလိုမျိုးကြက်သွန်နဲ့ငပိလေးတွေတမသွားပြီးတော့ကြက်သွန်လေးတွေကအနည်းငယ်ကျွတ်လာပြီဆိုရင်တော့ကျွန်တော်တို့ခုနကပြင်ဆင်ထားတဲ့ငရုတ်သီးအစိမ်းမုံနဲ့ပစွန်6တို့ကိုထည့်ပေးရပါမယ်ခင်ဗျာငပိနဲ့ပစွန်6ကိုတမသွားအောင်လို့တေးသေးချာချာလေးဂယူးဆိုင်ပြီးတော့မွေပေးရပါမယ်ခင်ဗျာခုလိုမျိုးတမသွားပြီဆိုရင်တော့မိနစ်အနည်းငယ်ကြာအောင်ချက်ပေးပြီးရင်တော့ငပိကြော်လေးကရပြီပဲဖြစ်ပါတယ်ခင်ဗျာမိနစ်အနည်းငယ်ကြာအောင်ကြော်ပေးပြီးတဲ့နောက်မှာတော့မိမိလိုချင်တဲ့အနေအထားကိုရောက်ပြီဆိုလို့ရှိရင်မိပိတ်လိုက်လို့ရပါပြီခင်ဗျာအခုဆိုရင်တော့ရွှေမြန်မာတို့ရဲ့အကြိုက်ထမင်းစားမိန်စင်ပဲငပိကြော်ဟင်းလေးကိုရရှိပြီဖြစ်လို့ထမင်းဖြူလေးကိုထည့်ပြီးတော့မိမိတို့စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းရတာရှိတဲ့ဟင်းပွဲလေးတွေကိုချက်ပြပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ဘာမီဖူကော်နာ YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာရတာရှိတဲ့ဟင်းပွဲလေးနဲ့တူပြန်လာခဲ့ပါမယ်တက်တာပါ